အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝက်ကြတွေကိုဘလို့ပိုကောင်းအောင်တိစောက်မလဲဆိုတဲ့လှုပ်ဝက်ချက်လေးတစ်ခုကိုပြောပြပါမယ်ဒါကတော့ conjunction စကားဆက်ဖြစ်ပါတယ် conjunction ဆိုတာကဓာတ်တွေလိုပဲသူတို့ကကိုယ့်ရဲ့ idea တွေကိုချိတ်ဆက်ပေးတယ်ရိုးရိုးရှင်းရှင်းအတွေးလေးတွေကိုချောချောမွေ့မွေ့နဲ့အားကောင်းတဲ့ဝက်ကြတွေဖြစ်အောင်လုပ်ပေးတယ်အင်္ဂလိပ်စာမှာအသုံးအများဆုံး conjunction 9ခုရှိပါတယ်အလွယ်မှတ်လို့ရအောင် FANBOYS fanboy လို့ခေါ်ကြတယ် F ကတော့ for ပါသူကအကြောင်းပြချက်ပေးခြင်းတဲ့အချိန်မှာသုံးတယ်ဥပမာ I went to bed for I was tired ကျွန်တော်အိပ်ယာဝင်လိုက်တယ်ဘာလို့လဲဆိုတော့ပင်ပန်းနေလို့လေ A ကတော့ and ပါ idea နှစ်ခုကိုပေါင်းဆက်ပေးတဲ့နေရာမှာသုံးပါတယ်ဥပမာ she likes coffee and he likes tea သူမက coffee ကြိုက်တယ်သူကတော့လက်ဖက်ရည်ကြိုက်တယ် and ကတော့ no ပါအငင်းဝါကြတစ်ခုကိုနောက်ကနေထပ်ပြီးတော့ဒါလည်းမဟုတ်ဘူးလို့ပြောချင်ရင်သုံးတယ်ဥပမာ he doesn't enjoy running no does he like hiking သူကပြေးရတာမကြိုက်ဘူးတောင်တက်ရတာကိုလည်းမကြိုက်ဘူး B ကတော့ bad ပါဆန့်ကျင်ဘက်အကြောင်းပြောချင်တဲ့အချိန်မှာသုံးပါတယ်ဥပမာ I want to go but I am too busy ကျွန်တော်သွားချင်တယ်ဒါပေမဲ့အလုပ်များနေလို့ O ကတော့ or ပါရွေးချယ်စရာပေးတဲ့အခါမှာသုံးတယ်ဥပမာ Do you want pizza or pasta pizza စားမှာလားဒါမှမဟုတ် pasta စားမှာလားဆိုပြီးတော့မေးတဲ့နေရာမှာသုံးပါတယ် Y ကတော့ yet ပါဒါကလည်း bad နဲ့ဆင်တူပေမဲ့နည်းနည်းလေးပို့ပြီးတော့အံ့ဩတဲ့သဘောမထင်မှတ်တဲ့အဆင့်ကျင်ဘက်ကိုပြပါတယ်ဥပမာ It was cold yet we went swimming အေးနေတာတော့ငါတို့ရေကူးခဲ့ကြတယ် S ကတော့ so ပါတခုခုရဲ့အကျိုးဆက်သို့မဟုတ်ရလဒ်ကိုပြောပြတာပါဥပမာ It was raining so I took my umbrella မိုးရွာနေတယ်ဒါကြောင့်ထီးယူသွားတာပေါ့ conjunction ရဲ့ example 5ခုစီလောက်လေ့ကျင့်ရအောင် F ကတော့ for အကြောင်းပြချက် I went to bath for I was feeling very tired ကျွန်တော်အိပ်ယာဝင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အရန်ပင်ပန်းနေလို့ပါ She stayed indoors for the rain was pouring down သူမအိမ်ထဲကနေနေခဲ့တယ်အကြောင်းကတော့အပြင်မှာမိုးတွေတဲကြီးမဲကြီးရွာနေလို့ပါ He must be at home for the light are on သူအိမ်မှာရှိရမယ်ဘာလို့လဲဆိုတော့မီးတွေဖွင့်ထားလို့ပါ They were very happy for their team had win the match သူတို့အရန်ပျော်နေတယ်အကြောင်းကတော့သူတို့အသင်းပြိုင်ပွဲနိုင်သွားလို့ပါ We listened eagerly for he brought important news ကျွန်တော်တို့စိတ်အားထက်သန်စွာနားထောင်ခဲ့ကြတယ်ဘာလို့လဲဆိုတော့သူကအရေးကြီးတဲ့သတင်းယူလာလို့ပါE ကတော့ and မှာပေါင်းထည့်ခြင်း She likes coffee and he likes tea သူမက coffee ကြိုက်တယ်ပြီးတော့သူကလက်ဖက်ရည်ကြိုက်တယ် I cooked dinner and my sister watched the dishes ကျွန်တော်ကညစာချက်တယ်ပြီးတော့ကျွန်တော်ညီမကပကံစေတယ် The sun is warm and the sky is clear နေကနှွေးထွေးတယ်ပြီးတော့ကောင်းကင်ကကြည်လင်နေတယ် He is smart hardworking and kind သူကဉာဏ်ကောင်းတယ်အလုပ်ကြိုးစားတယ်ပြီးတော့ကျင့်နာတတ်တယ် We went to the pagoda and prayed ကျွန်တော်တို့ဖျားသွားပြီးတော့ဆုတောင်းခဲ့တယ် and ကတော့ no ပါအငင်းသဘောထပ်ပေါင်းခြင်း He doesn't like apple nor does he like orange သူကပန်းသီးမကြိုက်ဘူးလိမ္မော်သီးကိုလည်းမကြိုက်ဘူး She cannot sing nor can she play the guitar သူကသီချင်းဆိုနိုင်ဘူးဂီတာလည်းမတီးနိုင်ဘူး I haven't finished my homework nor have I studied ကျွန်တော်ကအိမ်စာမပြီးသေးဘူးစာလည်းမစကြရသေးဘူး They didn't visit the museum nor did they go to the park သူတို့ကပြတိုက်လည်းမရောက်ခဲ့ဘူးပန်းခြံလည်းမသွားခဲ့ဘူး He won't call you nor will he stand in test သူကမင်းကိုဖုန်းဆက်မှာမဟုတ်ဘူးစာလည်းပို့မှာမဟုတ်ဘူး B ကတော့ bad ပါဆန့်ကျင်ဘက်
I want to go but I am too busy ကျွန်တော်သွားချင်တယ်ဒါပေမဲ့အရင်လုံများနေတယ် The water is cold but it is refreshing ရေကအရင်အေးတယ်ဒါပေမဲ့လန်းဆန်းစေတယ် He is old but he is very strong သူကအသက်ကြီးပြီဒါပေမဲ့အရင်အားရှိတယ် She studied hard but she failed the exam သူမစာကြိုးစားခဲ့တယ်ဒါပေမဲ့စာမွေးကြတယ် I like your shirt but I don't like your shoe မင်းရဲ့ရှပ်အင်ကြီးကိုကြိုက်တယ်ဒါပေမဲ့မင်းရဲ့ဖနက်ကိုတော့မကြိုက်ဘူး O ကတော့ or ပါရွေးချယ်စရာ Do you want tea or coffee သင်လက်ဖေးတောက်မှာလားဒါမှမဟုတ် coffee လား We can watch a movie or we can play a game ကျွန်တော်တို့ရုပ်ရှင်ကြည့်လို့ရတယ်ဒါမှမဟုတ် game ကစားလို့ရတယ် Is he brother or your friend သူကမင်းရဲ့အကိုလားဒါမှမဟုတ်မင်းရဲ့တငယ်ချင်းလား You must hurry or you will miss the bus မင်းအမြန်လုပ်ရမယ်မဟုတ်ရင်တော့မင်းဘတ်စကားလွန်လိမ့်မယ် You can pay by cash or by card မင်းငွေသားနဲ့ဖြစ်ဖြစ်ကတ်နဲ့ဖြစ်ဖြစ်ပေးချေလို့ရပါတယ် Why ကတော့ yet မထင်မှတ်ထားသောစံကျင်ဘတ် The weather was cold yet we went for a swim ရာသီဥတုကအေးနေတယ်သို့တော်လည်းကျွန်တော်တို့ရေသွားကူခဲ့ကြတယ် He is very rich yet he lived a simple life သူကအရန်ချမ်းသာတယ်ဒါပေမဲ့ရိုးရှင်းတဲ့ဘဝပုံစံနဲ့နေထိုင်တယ် The story was unbelievable yet it was true ဇလန်းကမယုံနိုင်စရာကောင်းတယ်သို့တော်လည်းအမှန်တကယ်ဖြစ်ခဲ့တယ် She was tired yet she continues working သူမအရန်ပင်ပန်းနေပြီဒါပေမဲ့လည်းအလုပ်ကိုဆက်လုပ်ခဲ့တယ် The car is very old yet it is very reliable ကားကအရန်ဟောင်းနေပြီဒါပေမဲ့လည်းအရန်အားကိုးရတယ် As so ကျိုးဆက်ရလက် It was raining so I took an umbrella မိုးရွာနေတယ်ဒါကြောင့်ကျွန်တော်ထီးယူသွားခဲ့တယ် I was hungry so I ate an apple ကျွန်တော်ပိုက်စာနေတယ်ဒါကြောင့်ပန်းသီးတစ်လုံးစားလိုက်တယ် He was late so he missed the beginning of that movie သူနောက်ကျခဲ့တယ်ဒါကြောင့်ရုပ်ရှင်အဖွင့်ကိုလွတ်သွားတယ် The shop was closed so we went home ဆိုင်ပိတ်ထားတယ်ဒါကြောင့်ကျွန်တော်တို့အိမ်ပြန်ခဲ့ကြတယ် She worked very hard so she got a promotion သူမအလုပ်ကြိုးစားခဲ့တယ်ဒါကြောင့်ယာရုတိုးသွားတယ်အားလုံးပဲဒီ fan point လေးတွေကိုတုံးပြီးတော့ဝါကြလေးတွေရေးကြည့်ပြီးတော့အောက်က comment မှာရေးပေးသွားပါအောင်เนาะနောက်ထပ် video လေးတွေထပ်ပြီးတင်ဖို့လဲ channel လေးကို subscribe လုပ်သွားပေးပါအောင်